ကြောက်ပရောင်းတွင်အစင်းစစ်ဆေးမိဟုလိန်ညာပြီးဓမြတိုက်မှုဖြစ်ပွားမန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်တွင်အစင်းစစ်ဆေးရန်ဟုဆိုကာအိမ်များတဲ့သို့ကျူးကျော်ဝင်ရောက်ကာဓမြတိုက်မှုများဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှသိရပါသည်။ဤကဲ့သို့လူရဲမှုများသည်မြို့နယ်တွင်မကြာခဏဖြစ်ပွားနေပြီးဒေသခံများရဲ့ဘေးကင်းမှုကိုစိုးရိမ်မှုများမြင့်တက်လာခဲ့စေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်ည12နာရီဝန်းကျင်မှာကြောက်ပရောင်းမြို့တာယာအေးရပ်ကွက်ရှိနေအိမ်တစ်လုံးကိုလက်နက်ရှည်များကင်ဆောင်ထားတဲ့လူ9ဦးကဝင်ရောက်တိုက်ခိုက်ခဲ့ရာရွှေ9ကျပ်သားငွေ300ကျော်တို့ကိုလူရက်ခံခဲ့ရတယ်လို့နီးစပ်သူများကပြောပါတယ်။အဲဇင်းစစ်ချင်လို့တကားဖွင့်ခိုင်းတာမဟုတ်ပဲအောက်တိုင်းကြော်ပြီးအနက်ရောင်ဝတ်စုံတွေနဲ့ဝင်လာကြတယ်။ဒုတ်တွေဓားတွေလည်းကင်ဆောင်ထားကြတယ်လို့ထိုအိမ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ဒီလူရက်သူများသည်မျက်နှာကိုပဝါများစီးကခန္ဓာကိုယ်အပေါ်ပိုင်းတွင်စောင်းများခြုံထားပြီးပြူဝတ်စုံယူနီဖောင်းများဝတ်ဆင်ထားကြောင်းဒေသခံများကဆိုပါတယ်။ဒါအပြင်ကျူးလွန်သူတချို့ကိုဖမ်းဆီးရရှိထားပြီလို့ဆိုတော့လေအသေးစိတ်အချက်လက်များကိုမသိရှိရသေးပါဘူး။ကျောင်းပရောင်းမျိုးကများကဤကျူးလွန်သူများသည်အကြမ်းဖက်စစ်ကောင်စီမှလက်သက်မွေးမြူထားတဲ့ပြူစောတိဖွဲ့ဝင်များဖြစ်နိုင်တယ်လို့ယူဆပြီးစုံစမ်းနေကြပါတယ်။မြို့နယ်တွင်ဓမြတိုက်ခိုက်မှုများအပြင်ခိုးယူမှုလူရဲမှုများလည်းမကြာခဏဖြစ်ပွားနေကြောင်းဒေသခံများထံမှသိရပါတယ်။ဤဖြစ်ရများကြောင့်ဒေသခံများ၏နေ့စဉ်ဘဝဘေးကင်းရေးစိုးရိမ်မှုများပိုမိုမြင့်တက်လာနေပါတယ်။ကြောက်ပရောင်းမြို့နယ်သည်မန္တလေးတိုင်းအရေးပါတဲ့မြို့နယ်တစ်ခုဖြစ်ပြီးနှစ်ရာပေါင်းများစွာရေရှည်တည်တတ်သောစီးပွားရေးဖွံ့ဖြိုးမှုကိုရှိခဲ့တော်လဲလက်ရှိစီးရေးပဋိပက္ခများကြောင့်လုံခြုံရေးအခက်အခဲများရင်ဆိုင်နေရပါတယ်ရှင်။